ကွန်ဖူးပန်နာလောကမှာမဒန်ဝိုစတီဆိုတာရေအောက်တိုင်းပညာမှာအစွမ်းထက်ဆုံးပညာရှင်တဦးဖြစ်ပါတယ်။သူမဟာဂျာမနီတိုက်ကက်စ်ကိုတုံးလုပ်သွားအောင်လုပ်နိုင်တဲ့တဦးတည်းသောရွှေငါးလည်းဖြစ်ပါတယ်။ဒါအပြင်သူမမှာတိုင်းနှံတော်နဲ့ရှင်နိုင်တဲ့ကြောင်နှံတော်ကြီးတစ်ခုကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။မဒန်ဝိုစတီကအလွန်စွမ်းထက်ပေမဲ့ရေထဲကနေလုံးဝထွက်လို့မရတာကသူမရဲ့အားနည်းချက်ပါပဲ။သူမမှာထူးဆန်းတဲ့အကျင့်တစ်ခုရှိပြီးအဲ့ဒါကတော့တပည့်တစ်ယောက်ကိုပဲတစ်ချိန်မှာတင် जा ပေးတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မဒန်ဝိုစတီကအရာရာတိုင်းကိုပြည့်စုံနေစေခြင်းလို့ပဲဖြစ်ပါတယ်။ဒါကြောင့်သူမရွေးချယ်လိုက်တဲ့တပည့်တိုင်းဟာအလွန်ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်ကြရပါတယ်။မကြသေးခင်ကသူမရဲ့တဦးတည်းသောတပည့်ဟာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကြောင့်အကန့်အသတ်ကိုကျော်လွန်သွားခဲ့ပါတယ်။သူမရဲ့တိုင်းပညာတွေပျောက်ကွယ်မသွားစေဖို့အတွက်မဒန်ဝိုစတီကတိုင်းနှံတော်ကိုရောက်လာခဲ့ပါတယ်။ဆရာကြီးရှိဘူးစီမှာတပည့်တစ်ယောက်တောင်းဖို့အတွက်သူမကမျှော်လင့်ချက်နဲ့လာခဲ့တာပါ။ဆရာကြီးရှိဘူးကတော့ဒီကြံကိုသဘောမကျပေမဲ့သူမကိုတိုက်ရိုက်ညှင်းပယ်ဖို့ခက်ခဲနေပါတယ်။ဒါကြောင့်တပည့်တွေကိုယ်တိုင်ရွေးချယ်ခွင့်ပေးဖို့ဆရာကြီးရှိဘူးကဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အားလုံးအံ့သွားတာကတော့မဒန်ဝိုစတီကပါရမီအရှိဆုံးသူကိုလုံးဝစိတ်မဝင်စားတာပါပဲ။ငါမင်းကိုပြောနေတာမဟုတ်ဘူးပန်နာလို့သူမကပိုကိုအဆက်ခွဲလိုက်ပါတယ်။စ조사အားထုတ်ပြီးဒီနေရာကိုရောက်လာတဲ့တိုင်းသမားစစ်တွေကိုပဲငါပြောနေတာပါလို့သူမကဆိုပါတယ်။ကံကောင်းလို့ဒီနေရာကိုရောက်လာတဲ့သူတွေကိုသူမကအထင်မကြီးကြောင်ပြောင်တင်းပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မဒန်ဝိုစတီကသူမရဲ့ကြောင်နှံတော်အကြောင်းကိုကြွားလုံးထုတ်ပါတော့တယ်။သူမရဲ့ကြောင်နှံတော်ဟာစီကန်းလွန်ကြီးတဲ့လေ့ကျင့်ရေးကွင်းပြင်တစ်ခုဖြစ်ပါတယ်။အဲ့ဒီကိုရောက်တာနဲ့ကွန်ဖူးပညာအတွက်ပဲအချိန်တိုင်းကိုပေးဆက်ရမှာဖြစ်ပါတယ်။သူမရဲ့စကားတွေကြောင့်လူတိုင်းကရဲမောခဲ့ကြပါတယ်။ဘသူကမှတိုင်းနှံတော်ကနေထွက်ခွာပြီးအဲ့ဒီလိုနေရာမျိုးကိုမသွားကျင်ကြပါဘူး။တိုင်းပညာကိုအယူမှုဖြစ်နေတဲ့သူမလွဲရင်ဘသူမှစိတ်ဝင်စားမှာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီ9ယောက်ထဲမှာတော့တိုင်းပညာကိုတကယ်ယူသွတ်တဲ့သူတယောက်ရှိနေပါတယ်။မဒန်ဝိုစတီရဲ့ပြောစကားတွေကိုကြားပြီးနောက်တိုက်ကက်စ်ကသူမနဲ့လိုက်သွားဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်။တိုက်ကက်စ်ကတိုင်းနှံတော်ကအခြေအနေတွေကိုစိတ်ကုန်နေတာကြာပါပြီ။ပိုရောက်လာကြတဲ့ကသူမစိတ်တိုင်းမကျဖြစ်နေရတာကိုအဆုံးသတ်ချင်နေတာပါ။သူမမနဲ့စောစောလေ့ကျင့်ဖို့ပြင်တိုင်းပို့ကြောင့်လေ့ကျင့်ရေးပစ္စည်းတွေကရှုပ်ပွက်နေတတ်ပါတယ်။သူမအစားအသောက်ထိမ့်သိမ်းဖို့စ조사တိုင်းလဲပိုးကစားစရာတွေနဲ့လာနောက်ရှက်တတ်ပါတယ်။အရင်ကတော့သူတို့9ယောက်စုံမိရင်ကွန်ဖူးကြောင်ပဲဆွေးနွေးချစ်ခဲ့ကြတာပါ။ဒါပေမဲ့ပိုရောက်လာပြီးနောက်မှာတော့အားလုံးကကစားဖို့ပဲစိတ်ဝင်စားနေကြပါတယ်။ကွန်ဖူးဆိုတာအလွန်လေးနဲ့တဲ့အရာလို့တိုက်ကက်စ်ကယုံကြည်ထားတာပါ။ပိုရှိနေတဲ့အတွက်တိုင်းနှံတော်ကအရင်လိုလေးနဲ့မှုမရှိတော့ဘူးလို့သူမကယူဆပါတယ်။ပိုကတော့တိုက်ကက်စ်အပေါ်ဒီလောက်ကြိုးတက်ရောက်မှုရှိနေမှလုံးဝမသိခဲ့ပါဘူး။သူပြုပြင်ပါမယ်လို့ကတိပေးပြီးတိုက်ကက်စ်ကိုမသွားဖို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ကက်စ်ကတော့ဆုံးဖြတ်ချက်ကိုပြက်ပြက်သားသားချထားပြီးပါပြီ။ဆရာကြီးရှိဘူးတောင်မှတိုက်ကက်စ်ကိုတားဆီးလို့မရနိုင်ခဲ့ပါဘူး။ဆရာကြီးရှိဘူးကတော့တိုက်ကက်စ်အတွက်ကံကောင်းပါစေလို့ပဲဆုတောင်းပေးနိုင်ပါတော့တယ်။အဲ့ဒီလိုနဲ့တိုက်ကက်စ်ကမဒန်ဝိုစတီနောက်ကိုလိုက်ပြီးကြောင်နှံတော်ကိုရောက်သွားပါတယ်။ရောက်ချင်းမှာပဲမဒန်ဝိုစတီကတိုက်ကက်စ်ရဲ့အခြေခံကိုစမ်းသပ်ပါတော့တယ်။တိုက်ကက်စ်ကသူမတက်သမျှတိုင်းကွက်တွေကိုထုတ်ပြခဲ့ပါတယ်။ဒါပေမဲ့မဒန်ဝိုစတီကတော့တိုက်ကက်စ်ရဲ့တိုင်းကွက်တွေကိုအဆင့်မရှိဘူးလို့ယူဆပါတယ်။သူမကတည်ငြိမ်မှုတိကျမှုနဲ့ရက်စက်မှုဆိုတာဘာလဲဆိုတာကိုလက်တွေ့ပြပါတော့တယ်။မဒန်ဝိုစတီကရေအိုးထဲကနေခုန်ထွက်ပြီးရေကန်ငယ်လေးတွေကိုနင်းကလင်းမြန်စွာလှုပ်ရှားပါတယ်။တိုက်ကက်စ်ရဲ့အားနည်းချက်ကိုစောင့်ကြည့်ပြီးတိတိကျကျတိုက်ခိုက်လိုက်ပါတယ်။မဒန်ဝိုစတီရဲ့စွမ်းရည်ကိုမြင်တော့မှတိုက်ကက်စ်ကသူမဆုံးဖြတ်ချက်မှန်တယ်လို့ထင်သွားပါတယ်။အဲ့ဒီနောက်မှာစိတ်တကောင်ကတိုက်ကက်စ်ကိုသူမရဲ့အခန်းစီလိုက်ပို့ပေးပါတယ်။လေ့ကျင့်ဖို့ကိုပဲအဓိကထားတာကြောင့်အခန်းတွေကအလွန်ရိုးရှင်းလွန်းပါတယ်။တိုက်ကက်စ်ကတော့ဒါဟာသူမအတွက်ပြည့်စုံတဲ့နေရာလို့တွေးနေမိပါတယ်။အဲ့ဒီနောက်မှာတော့တိုက်ကက်စ်ကသူမလိုချင်တဲ့ဘဝကိုစတင်ဖြတ်တန်းပါတော့တယ်။သူမဟာနေ့တိုင်းပြင်းထန်လေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်ပါတယ်။ဒါပေမဲ့ဘလောက်ပဲစ조사ပါစေမဒန်ဝိုစတီကတော့ဘယ်တော့မှစိတ်မကျေနပ်ပါဘူး။တိုက်ကက်စ်ကပိုပြီးစ조사ရင်ဆရာကသဘောကျလာလိမ့်မယ်လို့ထင်နေပါတယ်။သူမဟာလေ့ကျင့်ချိန်ကိုနှစ်ဆက်တိုးပြီးအစွမ်းကုန်စ조사ခဲ့ပါတယ်။သူမတော်တော်လေးတမလာပြီလို့ထင်တဲ့အချိန်မှာမဒန်ဝိုစတီကထပ်ပြီးညှင်းပယ်လိုက်ပါတယ်။ဒါဟာတိုက်ကက်စ်ရဲ့ယုံကြည်မှုကိုအကြီးအကျယ်ထိခိုက်သွားစေပါတယ်။တိုက်ကက်စ်ကိုပိုပြီးဇဝေးဇဝါဖြစ်စေတာကတော့လူတိုင်းကသူမကိုရှောင်နေကြတာပါပဲ။အစေခံတွေတောင်မှသူမနဲ့ဝေးမှာပဲနေကြပါတယ်။တိုက်ကက်စ်ဟာရုတ်တရက်အထီးကျန်မှုကိုပြင်းထန်ခံစားလိုက်ရပါတယ်။သူမဟာတိုင်းနှံတော်ကဘဝဟောင်းကိုလွှမ်းဆွလာမိပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ခုတင်အောက်ကအယုတ်လေးတွေပါတဲ့အထုပ်ကိုတွေ့သွားပါတယ်။တိုင်းနှံတော်မှာပျော်ခဲ့ရတဲ့အမတ်တရားတွေကသူမရဲ့ခေါင်းထဲကိုအလုံးရင်းနဲ့ဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲတိုက်ကက်စ်ကနောင်တရားစိတ်တွေစတင်ဖြစ်ပေါ်လာပါတော့တယ်။သူမဟာအယုတ်လေးတွေကိုဖက်ပြီးတညလုံးအိမ်မပျော်ပဲဖြစ်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့စိတ်ကတိုက်ကက်စ်ကိုလေ့ကျင့်ဖို့လာခေါ်ပါတယ်။တိုက်ကက်စ်ကချက်ချင်းမသွားပဲအရင်ကတပည့်เจ้าကိုမေးမြန်းလိုက်ပါတယ်။စိတ်ကလည်းဘာမှမဖုံးကွယ်ပဲအမှန်တိုင်းပြောပြခဲ့ပါတယ်။အဲ့ဒီတပည့်ဟောင်းကလည်းတိုက်ကက်စ်လိုပဲတိုင်းပညာကိုအယူမှုဖြစ်ခဲ့သူပါ။သူဟာကြောင်နှံတော်ကိုရောက်ဆက်ကနေတိုင်းကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ဒါပေမဲ့ဘလောက်ပဲစ조사ပါစေမဒန်ဝိုစတီကစိတ်မကျေနပ်ခဲ့ပါဘူး။အဲ့ဒီတပည့်ကလည်းလက်မလျှော့ပဲသူ့ကိုယ်သူတက်တည်ပြဖို့အကြိမ်ကြိမ်စ조사ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆရာရဲ့အတိမတ်ပြုမှုကိုမရတဲ့အပြင်သူ့ကိုယ်သူလည်းကုန်ခန်းသွားစေခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါပျက်စီးသွားတဲ့အခါမဒန်ဝိုစတီကသူ့ကိုစွန့်ပစ်လိုက်ပါတယ်။ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါတိုက်ကက်စ်ကအလွန်ဝမ်းနည်းသွားပါတယ်။အဲ့ဒီအချိန်မှာပဲမဒန်ဝိုစတီရောက်လာပြီးတိုက်ကက်စ်ကိုလေ့ကျင့်ဖို့အတင်းခေါ်ပါတယ်။တိုက်ကက်စ်ကတော့သူမဒီနေရာနဲ့မတင်တော့ဘူးဆိုတာသိသွားပါပြီ။သူမကတိုင်းနှံတော်ကိုပြန်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့မဒန်ဝိုစတီကသူမကိုအပြင်ထွက်ခွင့်မပေးဘဲပိတ်လောင်ထားလိုက်ပါတယ်။တစ်ဖက်မှာတော့